တွေမပြင်ဆင်ရသေးဘူးဆိုရင်ခြေတိုင်းနဲ့တူပြင်ဆင်ကြရအောင်မနက်စာတွေရကကျုပ်ပေါမုံကြုံမှာဖြစ်ပါတယ်။ပေါင်ကျစီကတကြားပေါမုံကျုံနှလုံးဖြစ်ပါတယ်။ကျော်ဖို့ကိုမိဖို့အရင်ဆုံးသွားယူပါမယ်။ကြကမိခလုံးဖွင့်နေနေပါရှင်မဖွင့်တတ်မှာဆိုလို့လိုက်ပြီးချစ်တော်ပေးပါ။အိုကလေးနဲ့ဆွန်နက်ကရရင်လက်ဆဲတော့ဗောနော်အိုကလေးကိုမိဖို့ပေါ်တင်မယ်ဒီညမဲရသုံးမိထားတဲ့ဥကားနဲ့နဲ့ကြည့်ရတဲ့ကြောင့်ဥနှလုံးမဲ့သုံးပါမယ်မိထားတဲ့စီကလည်း neutral ပဲစီတတ်မှာရှင်ကျမရင်နဲ့ညညွတ်တဲ့စီပါစီကိုအပူပေးထားတဲ့အိုကလေးပေါ်လောင်းထည့်ပါမယ်ဥခွဲပါမယ်ပြီးရင်တော့တကြားနဲ့ကြက်ဥရွတ်သမမွေအောင်ရတော့တေချာလေးခောက်ပေးရမှာဖြစ်ပါတယ်ဥအနှစ်ရဲ့အကန်ရဲ့ကြားရဲ့ခုလိုမျိုးတပါးလေးဖြစ်သွားပြီဆိုရင်တော့ခုနကအပူပေးထားတဲ့ဥကလေးထဲကိုရတော့ကထည့်ဖို့လုပ်ပါမယ်ခုနကနှစ်ထားတဲ့ပေါင်မချက်ကိုယူပြီးရောစီပူထဲကိုထည့်ပါမယ်တိလာဟင်းရလက်ရဝင်းနေရပဲစားချစ်စရာကြီးဟင်းချစ်ရဲ့စပင်လေးကိုစီးထားပါပြောလို့စီးပေးလိုက်ပြီနော်မှန်မှရေးချင်ရင်ပြောချင်ပြောကြပါရဲ့အစိတ်မဆိုတတ်ဖို့ကျမရဲ့ lifestyle ကပုံပါနေတတ်တယ် Say money တမန်နဲ့စကားပြောပြတိုင်းဆိုတော့ကိုအိုကိုပြန်ကြည့်ရမယ်နည်းနည်းတော့တူသွားရေပေါ့နော်အမေတို့ရရကဟင်းချက်တက်ပါဦးတင်မေးပါတောင်းဆိုနေကြလို့တင်ပေးရချင်းဖြစ်ပါတယ်ဟင်းချက်နေတွေကိုတခြားလေးကြည့်ပေးသွားကြလို့လဲအကောင်လုံးကိုကျေးဇူးတင်ပါတယ်ရှင် Hello everyone, morning. လာစားနေရောင်းမ breakfast ကိုဘာစားရမလဲမသိရင်ဒီလိုလေးလှုပ်စားကြည့်နော်အရင်ကမှစားလို့ကောင်းပါတယ်တခြားလေးတော့ကြော်ပေးရမယ်မဟုတ်ရင်မုတ်သားတွေကတူးတက်လို့ပါနော်နောက်ဆုံးလက်ကျန်လေးကိုအကလုံးလောင်းထည့်ပြီးတော့ကြော်လိုက်ပါတယ်နေရောနော်ကြည့်ပြီးတော့ခါနေရပဲတုံနေရပဲလာမပြောနဲ့နော်အစ်စ်မလို့တုံနေရဟဲ့မှတ်ထားလိုက်အောင်စကိုင်းအများကြီးမပြောရှုံနော်ကဲဒါကတော့နောက်ဆုံးတော့ကြော်လို့ပြီးသွားပြီပေါ့နော်မွေးမွေးလေးနဲ့စားချစ်စရာကြီးပေါ့နော်ရရကသူ့ကိုနွားနုနဲ့တောက်မှာဖြစ်ပါတယ်လက်ကျဲကင်ထားတဲ့ခွက်ကဝိုင်ခွက်လေးပါရှင်နွားနုတောက်တဲ့ခွက်မရှိပေမဲ့ဝိုင်ခွက်ကတော့အရစီမရှိရဲ့နှုတ်ထက်မှာပါဝင်တဲ့ခလက်စီယန်ကအနှစ်ထိုင်နေတာဖြစ်တဲ့ကြောင့်ရရတို့ကလှုပ်ပြီးမှထည့်ရမှာဖြစ်ပါတယ်ကုန်နေပြီဆိုတော့အကလုံးလောင်းထည့်လိုက်ပါမယ်အရှင်းစားလို့ကောင်းတဲ့မနက်စာလေးပြင်ဆင်ပြသွားပါပြီရှင်ကဲဆက်စစ်နေလို့ရှိရင်လှုပ်စားကြည့်ပါဒါမှမဟုတ်ရင်လည်းဒီတိုင်းပဲကြည့်နေလိုက်ပေါ့နော်ဒီခါမှလည်းကိုကိုအရင်ကျင်နေတယ်တတား